ပရိရွတ်တဲ့မရွတ်တဲ့တင်ပေးပါဖရာအငင်းပွားနေကြလို့ပါတဲ့ပရိကရွတ်တဲ့တာပေါ့နော်မြတ်စွာဘုရားကိုတော်တိုင်ကပရိရွတ်ဖို့ကိုဟောကြားခဲ့တာရှိတယ်မြတ်စွာဘုရားကိုတော်တိုင်ပရိရွတ်ဖို့ဟောကြားခဲ့ကြောင်းကိုနှစ်ချက်လောက်ချပြမယ်နော်ပထမတစ်ချက်ကခုတကနိကေဓမ္မပဒအထကထာပကိဏကဝတ်မှာမြတ်စွာဘုရားကချက်သားအာနန္ဒာရဏတုတ်ပရိတော်ကိုသင်ယူ၍လိစ္ဆဝီမင်းတို့နှင့်အတူတကဝလှည့်လည်လျက်ဝေသာလီပြေကြီးဤတတိုင်းသုံးခုအကြား၌ပရိအယံအတားကိုပြုချေလောရဏတုတ်ပရိတော်ကိုရွတ်ချေလောလို့မိန့်ကြားတော်မူပါတယ်ဒုတိယတစ်ချက်ကဒီကနိကေပါဋိကဝတ်ပါဠိတော်အာဒါနာတိယတုတ်မှာမြတ်စွာဘုရားရာဇဂိုမြို့ဂိစကုတ်တောင်မှာသတင်းသုံးတော်မူနေစဉ်နမင်းကြီးလေးပါးရောက်လာပြီးတော့ဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားလောကမှာသာသနာတော်ကိုကြည်ညိုကြကုန်သောနတ်ယက္ခဂန္ဓပတို့လည်းရှိသလိုသာသနာတော်ကိုမကြည်ညိုကြကုန်သောနတ်ယက္ခဂန္ဓပတို့သည်လည်းရှိပါသည်ဘုရားအဆိုပါသာသနာတော်ကိုမကြည်ညိုကြကုန်သောနတ်ယက္ခဂန္ဓပတို့သည်သာသနာတော်ကိုကြည်ညိုကြကုန်သောလူပုဂ္ဂိုလ်တို့အားအနှောက်အယှက်ပေးကြပါသည်ဘုရားထိုပုဂ္ဂိုလ်များအနှောက်အယှက်မပေးရလေအောင်တပည့်တော်တို့ကအာဒါနာတိယသုတ်ကိုလျှောက်ထားပါမည်ဘုရားတပည့်တော်တို့လျှောက်ထားသောအာဒါနာတိယသုတ်ကိုဟောကြားတော်မူ၍လူပုဂ္ဂိုလ်တို့အားရွတ်စေတော်မူပါဘုရားလို့လျှောက်ထားပါတယ်ဒီအခါမှာမြတ်စွာဘုရားကအာဒါနာတိယသုတ်ကိုလူပုဂ္ဂိုလ်တို့အားတဆင့်ပြန်လဲဟောကြား၍ရွတ်စေတော်မူပါတယ်ဒါကြောင့်ပရိဟာမြတ်စွာဘုရားကိုတော်တိုင်ကရွတ်ဖို့ဟောကြားခဲ့တဲ့အတွက်ကြောင့်ရွတ်သင့်ပါတယ်တခုတော့ရှိတာပေါ့ဗုဒ္ဓဘာသာဟာအယုတ်ကိုဦးစားပေးတဲ့ဘာသာတော့မဟုတ်ဘူးเนาะအကျင့်ကိုဦးစားပေးတဲ့ဘာသာဖြစ်တယ်ဒါကြောင့်ရွတ်လဲရွတ်ပါမိမိရွတ်နေတဲ့အရာကိုလည်းပဲအတိတ်ပဲသိအောင်လုပ်ပါအတိတ်ပဲသိပြီဆိုရင်သိအားလျော်စွာလဲကျင့်ပါเนาะတို့မှသာတကယ်ကောင်းကျိုးချမ်းသာအစစ်ကိုရပါလိမ့်မယ်เนาะ